grade တွဲအောင်ထားပြီလို့ပါ guide လေးလုပ်ချင်လို့ပေါ့နော်ဘယ်လိုမျိုးလေးတွေလိုအပ်တယ်လဲဘာတွေတည်ထားရမှာလဲပေါ့ဆိုတော့ The Guide မြန်မာမှာလည်း guide တွေကိုဆရာဆရာမတွေကိုလည်းလာရောက်ပြီးတော့မှရှောက်ထားလို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့အဓိကလိုအပ်ချက်တွေကတော့ဘာတွေရှိမလဲဆိုတော့ဒီ grade 12အောင်ထားတဲ့ကလေးတွေစောင်းတွေဖြစ်မယ်ဆိုလို့ရှိရင်ကြတော့ဘာတွေလိုမလဲဆိုတော့အဓိကတော့အောင်လက်မှတ်ပေါ့နော်အောင်လက်မှတ်ပုံလေးရှိရမယ်ဒီ soft copy ဖြစ်ဖြစ် hard copy ဖြစ်ဖြစ်ပေါ့နော်တခုခုပေါ့ဒါလေးကိုကို file လေးတင်ထားတာမျိုးဒါမှမဟုတ်လဲ photo ပဲဖြစ်ဖြစ်ပေါ့နော်တခုခုရှိရမယ်နောက်တစ်ခုအမှတ်စင်းပေါ့ဒီနှစ်ခုရှိရင်အဓိကအလုံးလောက်ပါတယ်ဒါပေမဲ့ပို့ပြီးတော့မှတေချာကောက်ကောက်မုံမုံနဲ့အဆင်ပြေနိုင်မယ်ဆိုလို့ရှိရင်ကျတော့ဗာလေးရှိရမယ်ဆိုတော့ CV form ပေါ့နော် CV ကိုလည်းဒီလို digital ဒီ Word မှာရေးထားတဲ့ဟာမျိုးလေး file လေးပဲဖြစ်ဖြစ်ဒါမှမဟုတ်လေကိုယ်တိုင်လည်းရေးနေရေးထားတဲ့ဟာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုဟာမျိုးလေးကို photo file လေးတွေနဲ့တစ်စင်ပေးပို့ပြီးတော့မှ Viber နဲ့ဆက်သွယ်ဆက်ထားလို့ရတယ်ပေါ့နော်အဓိကကတော့ဒီမိဘတွေကနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းဒီလိုမျိုး grade 12အောင်လာတဲ့စနစ်တဲ့အောင်လာတဲ့အကြောင်းသူတွေကိုပို့ပြီးတော့မှ guide ခေါ်လာတာပုံများတဲ့အတွက်ကြောင့်မို့လို့တေချာအခွင့်အလမ်းလေးတွေနဲ့အချိန်ပိုင်းလေးပေါ့နော်ကိုယ့်ရဲ့အားလက်ချိန်လေးတွေမှာအဲ့လိုမျိုးဒီဝင်ငွေတစ်ခုအနေနဲ့ရှာဖွေခြင်းနဲ့စာသင်ရအောင်လဲဝါသနာပါတယ် guide လုပ်ရတာကိုလည်းဟိုဖြစ်တယ်ဆိုလို့ရှိရင်အားတန်တယ်ဆိုလို့ရှိရင်လည်းလာရောက်ပြီးတော့မှဆက်သွယ်လျှောက်ထားလို့ရတယ်ဆိုတော့ဒီပြပြပေးချင်တာဖြစ်ပါတယ်